ဟိုးချေခါကအညာရွာတရွာမှာမိဘရိုးရလက်ရကိုင်းကျွန်းအလုပ်ကိုလောက်ကင်အသက်မွေးနေကြတဲ့ဖိုးခါနဲ့ဖိုးမြဆိုတဲ့ညီအကိုနှစ်ယောက်ရှိကြတယ်အကိုဖိုးခါကတော့သူ့ဘာသာသူနေတဲ့သူတယောက်မို့မိတ်ဆွေလည်းမရှိဘူးလေညီဖိုးမြကတော့အပေးကမ်းလဲရက်ရောတဲ့သူတယောက်မို့မိတ်ဆွေလည်းမရှားပါဘူးအဲ့ဒီမိတ်ဆွေတွေထဲတယောက်ကိုတော့အလွန်ခင်မင်လေတဲ့တနေ့တော့ညီဖိုးမြပေးကမ်းရက်ရောတာကိုအကိုဖိုးခါကကန့်ကွက်ပြောဆိုရင်ညီအကိုနှစ်ယောက်စကားများကြတယ်သူမှန်တယ်ငါမှန်တယ်နဲ့ညင်းခုန်နေကြရင်တယောက်နဲ့တယောက်လက်ပန်းလုံးကြလေရောရက်ကွက်ထဲကလူတွေဝိုင်းအောင်ပြေးလာကြပြီးရန်ဖြစ်တာကိုတားမြစ်ဖြေပေမဲ့လည်းမရဘူးလေသူကအောက်ရောက်ကိုကအောက်ရောက်နဲ့မြေပြင်မှာလူးလိမ့်နေကြတယ်အဲ့ဒီထဲကတယောက်ကဝိုင်းဖြေမနေကြနဲ့ဖြေနေလဲအလကားပဲမိတ်ကောင်းလို့ဆွေတာအရေးကြီးသွေးနီးမတဲ့ဟုပြောပြီးပြန်သွားလေတယ်လုံထွေးနေတဲ့ညီကိုနှစ်ယောက်လဲအရက်ထဲကသူတွေမရှိတော့သူတို့လည်းရှေကုံလက်ပံချနေပြီးမော်တဲ့သူကမောနေတာပေါ့ဒါကြောင့်လက်ပံလုံးနာကိုရက်ပြီးတော့ကိုယ့်အိမ်ကိုပြန်လာခဲ့ကြတယ်ညီဖြစ်သူဖိုးမြလဲသူ့အိမ်ရောက်တဲ့အခါခြေတောက်မောဖြစ်ရင်မိတ်ကောင်းတော့ဆွေမသာအရေးကြီးသွေးနီးမဆိုတဲ့စကားကိုတွေးတောစဉ်းစားမိလေတယ်ဟုတ်မဟုတ်ဆိုတာကိုလည်းလက်တွေ့သိလို့စိတ်ပြင်းပြလာတယ်ညီဖိုးမြဟာအကြံတစ်ခုရလာတာကြောင့်လေးများလက်နက်ကိုယူပြီးတောထဲအမဲလိုက်ထွက်တော့တယ်ဖိုးမြတော်လိုက်ရာမှာအလွန်ကြီးမားတဲ့တောကျွဲကြီးတစ်ကောင်ရလိုက်တယ်ဖိုးမြဟာသူ့အကြံကိုကောင်တယ်ဖော်ဖို့သူပြစ်ခဲ့တဲ့တောကျွဲကြီးကိုတောထဲမှာထားခဲ့ပြီးပြန်လာခဲ့တယ်အဲ့ဒီနောက်သူခင်တဲ့မိတ်ဆွေစီထွက်ခဲ့တယ်တငယ်ချင်းရေးငါတောထဲမှာအလွန်ကြီးတဲ့တောကျွဲကြီးတစ်ကောင်ရခဲ့တယ်အဲ့ဒါမင်းနဲ့ငါတွားယူပြီးတော့ဖျက်ကြမယ်ရောင်းတန်တာရောင်းဆက်စားတန်တာလဲဆက်စားရအောင်လို့အာရဝမ်းတာနဲ့သူ့မိတ်ဆွေတငယ်ချင်းကိုရင်းရင်းနှီးနှီးနဲ့ပြောလိုက်တယ်အေးကောင်းတဲ့ဖိုးမြရေးလာအခုပဲတွားကြမယ်မိတ်ဆွေကပြောပြီးချက်ချင်းပဲထားလိုက်သွားတယ်ဖိုးမြကသူ့တငယ်ချင်းလက်ကိုဆွဲပြီးနေုံတငယ်ချင်းငါ့ကိုဖိုးခါကိုလဲတွားခေါ်ရအောင်သူလဲခွဲပေးရအောင်လို့ဖိုးမြကအဲ့လိုပြောတော့သူ့မိတ်ဆွေကတွေးသွားတယ်နေုံဖိုးမြမင်းတို့ညီအကိုနှစ်ယောက်ရန်ဖြစ်တုန်းကမင်းကိုတေကန်းပြက်လို့ဖိုးခါကပြောခဲ့တယ်မဟုတ်လားခေါ်မနေပါနဲ့ကွာထားခဲ့လိုက်လိုတားမြစ်တာကြောင့်ဖိုးမြလည်းသူ့အကိုကိုသွားမခေါ်တော့ပဲသူတို့နှစ်ယောက်တည်းတောထဲကိုထွက်လာခဲ့ကြတယ်ဖိုးမြနဲ့သူ့တငယ်ချင်းဟာတောထဲကတောကျွဲကြီးကိုခုတ်ဖြတ်ပြီးအသားတွေကိုယူလာခဲ့ကြတယ်ဖိုးမြဟာသူ့မိတ်ဆွေတငယ်ချင်းကိုအသားတစ်ဝက်ခွဲပေးလိုက်တယ်ဒီလိုနဲ့ရက်အတန်ကြာတဲ့အခါဖိုးမြအကြံတစ်ခုရလာတယ်သူ့ရဲ့အကြံအတိုင်းဓာတ်တစ်ချောင်းကိုယူပြီးအိမ်ကစိတ်ကြီးကိုတောထဲဆွဲခေါ်သွားလေတယ်တောထဲတနေရာရောက်တဲ့အခါစိတ်ကြီးကိုတတ်ပြီးစိတ်သွေးတွေကိုသူ့ဓာတ်မှလဲတုပ်သူ့လက်တွေမှလဲတုပ်လိမ့်ပြီးတောထဲကနေပြန်လာခဲ့တယ်ဖိုးမြသူ့မိတ်ဆွေစီတန်းသွားပြီးတငယ်ချင်းကြီးငါကတော့ရာဇဝတ်မှုတစ်ခုကျူးလွန်ခဲ့ပြီးငါ့ကိုကူညီပါအောင်လို့ပြောလိုက်တယ်ဖိုးမြရဲ့ဘလို့ဖြစ်တာတော့အဆဆုံးပြောပြမှာပေါ့လို့ပြောပြီးဖိုးမြကိုမေးလိုက်တယ်တငယ်ချင်းဟာငါဖြစ်ပြောတော့မပြောချင်တော့ပါဘူးကွာတောထဲမှာလူတစ်ယောက်နဲ့ရန်ဖြစ်ပြီးအဲ့ဒီလူကိုငါဒေါသမထိန်နိုင်ပဲလက်လွန်ခဲ့မိတယ်တငယ်ချင်းငါလက်ကဓာတ်နဲ့လက်ကိုသာကြည့်ပါတော့အဲ့ဒါမင်းကူညီမှဖြစ်မယ်အလောင်းကိုမမြုပ်ရသေးဘူးအဲ့ဒါမင်းလိုက်ခဲ့မယ်မဟုတ်လားလို့ဖိုးမြကပြောတော့သူ့မိတ်ဆွေကမျက်နှာပြတ်သွားတယ်ဖိုးမြရာဘလို့မှမအောင်မေးပါနဲ့ငါလိုက်လဲမလိုက်ပြရစီနဲ့ငါကြည့်လဲမကြည့်ဝွန့်ဘူးမင်းဘာသာမင်းကြည့်လို့လိုက်ပါလို့ပြောပြီးတော့ညင်းလိုက်လေတယ်အဲ့ဒီခါဖိုးခလည်းဘာမှပြောမနေတော့ပဲသူ့တငယ်ချင်းအိမ်ကနေထွက်ပြီးသူ့ကိုရှိတဲ့ဖိုးခအိမ်ဘက်သို့ထွက်လာခဲ့တယ်ဖိုးခအိမ်ရောက်ချင်းပဲညီဖြစ်သူဖိုးမြကအကိုကြီးကျွန်တော်ကိုကဲပါအောင်လို့ပြောလိုက်လေတယ်ပထမတော့အကိုဖိုးခကဖိုးမြကိုမယုံဘူးသူနဲ့ရန်ဖြစ်ထားလို့သူ့ကိုရန်မှုဖို့ညံစင်တာလားလို့ထင်လိုက်တယ်အဲ့ဒီခါဖိုးမြကိုအကဲခတ်ကြည့်လိုက်တော့မဖြစ်နိုင်ဘူးလေလို့စဉ်းစားလိုက်ပြီးဖိုးမြမင်းဘာဖြစ်လာတာတုံးလို့ဖိုးခကမေးလိုက်တယ်အဲ့ဒီခါဖိုးမြကသူ့မိတ်ဆွေကိုပြောပြတဲ့အတိုင်းဖြစ်ပျက်ပုံကိုအချင်းချင်းပြောပြလိုက်တယ်အဲ့ဒါအလောင်းကိုမြုပ်ပေးဖို့အကိုကိုလာခေါ်တာပါလို့ဖိုးမြကမျက်နှာငယ်နဲ့ပြောတော့
အကိုဖိုးခန့်ကဒီလိုဆိုရင်ငါလိုက်မြုပ်ပြီးမယ်ငါညီကိုတော့ရာဇဝတ်ပြစ်ဒဏ်ရောက်မခံနိုင်ဘူးကဲလာမြန်မြန်သွားရအောင်ဆိုပြီးညီကိုနှစ်ယောက်လက်ဆွဲကတောထဲကိုကြပြကြရန်နဲ့ထွက်သွားကြတယ်ဒီလိုနဲ့တောထဲရောက်တဲ့အခါစိတ်တည်ကြီးကိုဖိုးမြကဖိုးခကိုပြလိုက်တယ်ဖိုးခလည်းဖိုးမြခေါ်လာတဲ့အတိုင်းမဟုတ်ပဲရှိနေတာကြောင့်ဟားတိုက်ကြေလိုက်ပြီးဖိုးမြမင်းငါ့ကိုဘာလို့ညာရတာတုံးလို့ဖိုးခကညီဖြစ်သူမေးလိုက်တယ်အဲ့ဒီအခါညီဖိုးမြကအကိုဖြစ်သူကိုအကြောင်းစုံရှင်းပြပြီးညီကိုနှစ်ယောက်စိတ်ကြီးကိုထမ်းပြီးတော့ကြွာပြန်လာခဲ့ကြတယ်အဲ့ဒီချိန်ကနေစပြီးဖိုးခနဲ့ဖိုးမြညီကိုနှစ်ယောက်ဟာမိတ်ကောင်းလို့ဆွေမသာအရေးကြီးသွေးနီးမဆိုတဲ့စကားဟာအလွန်မှန်ကန်ကြောင်းသဘောပေါက်ပြီးညီကိုနှစ်ယောက်တသက်လုံးရှိခင်ပျော်ရွှင်စွာနေထိုင်သွားကြတော့တယ်ဒီပုံမြင်ကိုအကြောင်းပြုပြီးမိတ်ကောင်းလို့ဆွေမသာအရေးကြီးရင်သွေးနီးမဆိုတဲ့ဆိုရိုးစကားပေါ်ပေါက်လာလေတယ်